တူညီတဲ့ယဉ်ကျေးမှုတွေအပြင်မတူညီတဲ့ယုံကြည်မှုတွေပါရောရှက်လာတာတွေလည်းရှိပါတယ်။အလက်ဇန္ဒာသေဆုံးပြီးနောက်ပိုင်းမှာသူ့ရဲ့ဗိုလ်ချုပ်တွေကတိုင်းပြည်တွေကိုခွဲပြီးအုပ်ချုပ်ရင်းဂရိယဉ်ကျေးမှုဆက်ပြီးတော့ပြန်ပွားအောင်ဆောင်ရွက်ပါတယ်။အဲဒီထက်မှအဓိကကြတာတော့တော်လမေရဲ့ကင်ဒမ်မှာသူက Serapis ဆိုတဲ့ဂရိနက်တွေနဲ့အီဂျစ်နက်တွေပေါင်းထားတဲ့နက်တစ်ပါးကိုပုံဖော်ပါတယ်။အဓိကအီဂျစ်ကိုရောက်လာတဲ့ရွှေပြောင်းဂရိတွေနဲ့အီဂျစ်နယ်ခံတွေကြားမှာပိုပြီးပေါင်းစည်းလာအောင်ပါဘာသာရေးကိုင်းဆိုင်တဲ့အီဂျစ်တွေသူ့ကိုပိုလက်ခံလာအောင်လည်းပါပါတယ်ဂရိဘက်မှာဆိုရင်နက်တွေရဲ့ဘုရင်ဇုနဲ့အီဂျစ်နက်တွေရဲ့ဘုရင်အိုဆီရစ်ပေါင်းဆက်ထားတယ်အဲဒီအိုဆီရစ်နတ်ဖျားကသူ့ရဲ့ဇလံအရာသေရကနေမမ်မီအဖြစ်နဲ့ပြန်ရှင်လာတော့ဝိညာဉ်တွေကိုစီရင်ချက်ချအုပ်ချုပ်ရတဲ့နတ်မင်းဖြစ်လာရောအဲ့မှာဂရိဘတ်ကမြေအောက်ကဘာကိုအုပ်ချုပ်ရတဲ့ Hades နဲ့ထပ်ပြီးပေါင်းဆက်ပါတယ်။ဒါကြောင့်လေရုပ်ထုတွေမှာ Serapis ရဲ့ဘေးမှာ Hades ရဲ့ Cerberus ခေါင်းသုံးလုံးခွေးကိုရုပ်ထုအနေနဲ့ထည့်ထားလေးရှိပါတယ်။နောက်ပြီးတော့စိုက်ပျိုးရေးကောင်းမွန်ဖို့ကျွယ်ဝချမ်းသာဖို့အီဂျစ်တို့ပူဇော်တတ်ကြတဲ့ Apis နွားနတ်ဖျားကိုလည်းထပ်ပြီးပေါင်းဆက်ပါတယ်။လုပ်ယူထားတဲ့ယဉ်ကျေးမှုပေါင်းစည်းခြင်းလို့ပဲဆိုရမှာပေါ့။နောက်တစ်ခုကလူမျိုးတစ်မျိုးနဲ့တစ်မျိုးဆက်ဆံရေးတစ်ခုရှိလာပြီးကုံစီကူးသန်းမှုရှိလာပြီးဆိုရင်ယဉ်ကျေးမှုဖလှယ်တာတွေကလည်းရှိလာပါတယ်တစ်ဖက်တည်းစီးဆင်းတာမျိုးမဟုတ်ပဲအပြန်အလှန်စီးဆင်းတာမျိုးပေါ့ဥပမာပြောရရင်ဂရီတိုတော်တော်လေးယုံကြည်ကိုးဝယ်တဲ့အီဂျစ်နတ်ဘုရားမှရှိပါတယ်သူ့နာမည်က Isis ပါအီဂျစ်နတ်တွေရဲ့ဘုရင် Osiris ရဲ့မိန်းမပါလင်းုံငှက်ခေါင်းတဲ့နတ်ဘုရား Horus ရဲ့အမေကလည်းသူပါပဲသူ့ယောက်ျားနဲ့သားအပေါ်ထားတဲ့အချက်ကြောင့်ဇလန်မိုင်းအရာဂရိမာလူကြိုက်များကြတာလည်းအချက်တစ်ချက်ပေါ့ဒါပေမဲ့ပိုပြီး popular ဖြစ်ရတဲ့အကြောင်းကသမောသားတွေကုံတယ်တွေခီးချမ်းထွက်ရတဲ့အခါအကာအကွယ်ပေးတယ်ဆိုတဲ့အယူကြောင့်ပါဒီယုံကြည်မှုကယောမခေတ်ထိလက်ဆင့်ကမ်းလာတယ်လို့ပြောရမှာပါအီဂျစ်နတ်ဘုရားမှာ Isis ရဲ့ဘုရားကျောင်းကိုပုံပေမြို့မှာတွေ့နိုင်ပါတယ်ဒီဖြစ်ပျက်တွေကိုကြည့်ရင်ကျွန်တော်တို့သတိထားမိနိုင်တာတခုကစစ်မှတ်ရဲ့ရိုက်ခတ်မှုကြောင့်လဲအနုပညာယဉ်ကျေးမှုနဲ့ယုံကြည်မှုတွေကပြောင်းလဲသွားတတ်တယ်ဆိုတာပါ